မင်္ဂလာပါစနိုးပါဒီနေ့စနိုးကဒီလက်မောင်းအောက်မှာပလက်ဖြစ်နေတဲ့လက်မောင်းအောက်တွဲတာလေးကိုဘယ်လိုလုပ်ရမလဲဆိုတာကိုသင်ပြပေးသွားမှာဖြစ်ပါတယ်။လုပ်ရမယ့်လေ့ကျင့်ခန်းလေးကလည်းအရန်လွယ်တယ်။အရန်လည်းအပင်မခံနိုင်ဘူး။ကြမ်းတိုင်းနဲ့မလုံနိုင်ဘူးဆိုလို့ရှိရင်အခုပြပေးရလေးကိုကြည့်ကြိုက်သွားလိမ့်မယ်။ကိုကနံရံလေးရှိလို့ရှိရင်လုံလို့ရတယ်။နံရံကိုတစ်ထောင်လေးသွားထောက်လိုက်။ဒါမျိုးလေးပေါ့နော်။ခန္ဓာကိုယ်လေးကဆောင်းလေးထား။ဆောင်းနဲ့မြန်ဆောင်းလေးထားမယ်နော်။ခါလေးကိုဆန်နာမယ်တကူလုံးဒုံချောင်းလေးလိုမျိုးတောင်းနာမယ်တောင်းနာပြီးလို့ရှိရင်တထောင်လေးကိုဖြည်းချင်းစီဆန်ထုတ်မယ်ဆန်ထုတ်ပြီးရင်လက်မောင်းလေးတွေတခြားညစ်ထိန်းမြပြန်ချမယ်နှေးလေးကောင်းလေးပဲဆန်ထုတ်မယ်အရှုမယ်ကျုပ်ထုတ်ထိန်းမြချအဲ့ဒါလေးကို20သွားပြရမယ်နော်20ဟိုမှာကိုက2ကြော့သွားရမယ်20တစ်ခေါက်လုံးပြီးရင်စက္ကန့်30နာပြီးရင်နောက်ထပ်20လေးတစ်ခေါက်ပြန်လုပ်အဲ့ဒါလေးကိုနေတိုင်းလုပ်ပေးမယ်ဆိုလို့ရှိရင်လက်မောင်းအုပ်ကဘလက်လေးတွေတင်းလာမှာပဲဖြစ်ပါတယ်နောက်ဗီဒီယိုလေးမှာတွေ့မယ်တတား